ဒဏ္ဍာရီတွေက73ရာစုကသိပ္ပံပညာရှင်နဲ့ယတနိကဗေဒပညာရှင်ဖြစ်သူ Albertus Magnus က Philosopher's Stone ကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုကြပါတယ်။ Magnus ကိုယ်တိုင်ကတော့သူ့ရဲ့စာပေထဲမှာကြောက်တုံးကိုရှာဖွေတွေ့ရှိခဲ့ကြောင်းအတည်ပြုမပြောခဲ့ပေမဲ့အသွင်ပြောင်းခြင်းနီလန်းကနေရွှေကိုဖန်တီးပြုလုပ်ခဲ့တာကိုတော့သူကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ကြုံခဲ့ကြောင်းကိုတော့မှတ်တမ်းတင်ရေးသားထားခဲ့ပါတယ်။ Philosopher's Stone ကြောင့်ပြောရင်ပြင်သစ်လူမျိုး Nicolas Flamel ကြောင့်လည်းခြံထားလို့မရပါဘူး။သူက14ရာစုလောက်ကပြင်သစ်မြို့မှာနေထိုင်နေတာမန်စာအုပ်ရောင်သမားနဲ့မှတ်တမ်းရရှိသူဖြစ်ပါတယ်။နောက်ပိုင်းမှာသူဟာရှေးဟောင်းလျှို့ဝှက်စာအုပ်တို့ကိုရရှိခဲ့ပြီး Philosopher's Stone ကိုအောင်မြင်စွာဖော်ဆက်နိုင်ခဲ့တယ်လို့ကောလာဟလထွက်ခဲ့ပါတယ်။သူနဲ့သူ့ဇနီးဟာယုတ်တိရဲ့အလွန်ချမ်းသာလာပြီးပရိုက်တာလုပ်ငန်းတွေအများကြီးလုပ်ခဲ့တာကြောင့်လူတွေကသူတို့တကယ်ပဲရွှေလုံနိုင်ခဲ့ပြီးမသေးသေးတောက်ကထာဝရအသက်ရှင်နေရလို့ယုံကြည်ခဲ့ကြပါတယ်။ Philosopher's Stone နဲ့ပတ်သက်ပြီးအလွန်ထူးခြားတဲ့အဂိရဲ့ကျမ်းစာကတော့ Modus Liber လို့ခေါ်တဲ့စက္ကန့်ရာစုမှာထုတ်ဝေခဲ့တဲ့ကျမ်းစာတစ်စောင်ဖြစ်ပါတယ်